ကောင်းမြတ်သောမင်္ဂလာမနက်ခင်းလေးပါဒီမနက်ခင်းလေးမှာကိုယ့်ရဲ့တနေ့တော်ကိုဆုံးဖြတ်လိုက်ပါဒီမနက်ခင်းမှာငါသည်ကောင်းသောစကားတွေကိုပြောမယ်ကောင်းသောစိတ်တွေနဲ့တွေးကြံတွေဂရုစိုက်ပြီးတော့ကောင်းတာတွေပဲတွေးမယ်ငါရဲ့ပတ်ဝန်းကျင်မှာလူတွေဘလောက်ပဲဒေါသလောဘမောဟတွေနဲ့ငါ့ကိုလာပြီးတော့ဆက်ဆံနေကြပါစေငါမေတ္တာစိတ်နဲ့ဆက်ဆံမယ်ဆိုပြီးတော့ဒီမနက်ခင်းတွေကစပြီးတော့စိတ်ကိုဆုံးဖြတ်ထားပါဒီနေ့လုံးမှာငါအကျိုးရှိအောင်နေမယ်ငါရဲ့အတွက်ငါရဲ့ပညာရေးငါရဲ့စိတ်ဘဝရေးငါဘဝအတွက်ကုသိုလ်ရာရေးကိုပဲငါအောင်စိုက်ပြီးတော့အတတ်နိုင်ဆုံးသီးခံစိတ်မွေးပြီးတော့ငါဖြတ်တတ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့မနက်ခင်းကိုအကောင်းဆုံးသောဆုံးဖြတ်ချက်တွေအကောင်းဆုံးသောအတွေ့အကြုံနဲ့စတင်ပါဒါဆိုရင်ဒီတရက်လုံးကကောင်းသောနေ့မင်္ဂလာရှိသောနေ့ဖြစ်မှာပါမင်္ဂလာရှိခြင်းမင်္ဂလာမရှိခြင်းဆိုတာကအဲ့ဒီပုဂ္ဂိုလ်ပြောလိုက်တဲ့စကားအဲ့ဒီပုဂ္ဂိုလ်ပြုလိုက်တဲ့အပြုမူပေါ်မူတည်ပြီးတော့မင်္ဂလာရှိခြင်းမင်္ဂလာမရှိခြင်းတွေကကွဲပြားသွားတာပါမနေ့မိုးလင်းကစပြီးတော့ဒေါသတွေနဲ့နှုတ်ထလာမယ်လောဘတွေနဲ့နှုတ်ထလာမယ်အဆဲအဆိုတွေနဲ့နှုတ်ထလာမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တရက်တာလုံးကစိတ်ညစ်စရာတွေနဲ့ကြုံတွေ့ရပြီးတော့မင်္ဂလာတွေရှိမှ